Hi there အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ head batter အကြောင်းပြောကြရအောင်ကျမတို့တွေတယောက်ယောက်ကိုအကြံပေးတဲ့အခါ SHOULD should ကိုသုံးတတ်ကြပေမဲ့အခြေအနေတစ်ခုကနည်းနည်းလေးပိုပြီးလေးနက်လာရင်ဒါမှမဟုတ်မလုပ်ရင်တစ်ခုခုဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေမှာတော့ head batter ကပိုထိရောက်ပါတယ်ဥပမာပြဿနာတွေမတက်ခင်အမှန်အတိုင်းပြောလိုက်တာပိုကောင်းမယ်နော်လို့တယောက်ယောက်ကိုအကြံပေးခြင်း You'd better tell the truth လို့ပြောရမှာဖြစ်ပါတယ်ဒီစာကြောင်းမှာပါတဲ့ apostrophe D ဆိုတာက HAD had ကိုအတိုးကောက်ရေးထားတာပါနောက် You'd better not go out အခုအပြင်မထွက်တာပိုကောင်းမယ်စသဖြင့်ပေါ့နော်ဒီစကားစုကအကြံပေးတယ်ဆိုတာထက်နည်းနည်းပိုပြီးတော့တစ်ဖက်လူကိုစိုးရိမ်ပေးတဲ့လေသံမျိုးမှာသုံးသင့်တယ်သုံးလို့ကောင်းတဲ့စကားစုဖြစ်ပါတယ်အဲ့ဒါဆိုရင်အခုကြည့်နေတဲ့သူကရောဘလို့အခြေအနေမျိုးမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုဒါလေးတော့လုပ်လိုက်တာပိုကောင်းမယ်ဒါကတော့ဒါထက်ပိုကောင်းမယ်ဆိုတော့စိုးရိမ်တကြီးနဲ့အကြံဉာဏ်လဲပေးရင်သူ့အတွက်လဲစိုးရိမ်ပေးရင်လည်းဘလို့စကားမျိုးတွေကိုပြောမှုပါတလဲ comment မှာ sharing လုပ်ပေးသွားပါအောင်နော်နောက်ထပ်သင်ခန်းစာတွေမှာလည်းထပ်ဆုံချင်ပါသေးတယ် Happy learning bye bye